အားလုံးပဲမင်္ဂလာပါဗျာเนาะကျွန်တော်ရဲ့ကိုဖြိုးရွှေ channel လေးကနေပြီးတော့ကျွန်တော်ရဲ့အကိုမတွေကိုဒီဦးတယောက်ရှင်ဒီတိုင်းကိုနှွေးထွေးတာပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာเนาะနေ16ရက်6လ2025အင်္ဂါနေ့12နာရီ10မိနစ်အတွက်မှာတော့အောင်မြင်သွားပြီဗျာเนาะပတ်တီးလေးလည်းအောင်ခဲ့ပြီ305ပတ်တီးလေးလည်းအောင်ခဲ့ပြီเนาะ5ပတ်တီးအောင်မြင်သွားပြီဗျာငါးနဲ့ပတ်သက်လို့ကျွန်တော်မနေ့ကတော့ညတော့တင်တဲ့ဗီဒီယိုဖိုင်မှာတော့ကျွန်တော်ငါးနဲ့ကနန်းလေးကွက်ထုတ်ပေးထားတယ်မိန်းကွက်မှာလည်းအောင်မြင်တယ်ကျွန်တော်ပြီးတော့ကီးကြိုက်တဲ့ကိုမတွေအတွက်ကိုလည်းကီးထုတ်ပေးထားတဲ့ခွန်ရှင်5ကီးမှာလည်းပါတယ်เนาะအကုန်လုံးအောင်မြင်သွားပြီဟုတ်ကဲ့ဒီနေ့ညနေအတွက်ကို16ရက်6လ2025ညနေ4:30အတွက်ထပ်ပြီးတော့လည်းအောင်မြင်ရမယ်เนาะကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတွေးပြီးဆိုတာနဲ့လည်းလိုက်လက်မလေးနှိပ်မယ် channel ကို subscribe မလုပ်ရသေးတဲ့ကိုမကြီး channel လေးကို subscribe နှိပ်ပေးထားမယ်เนาะအများမြင်များရအောင်လို့ share လို့ရတဲ့နေရာမှာ share ပေးမယ်မျှဝေလို့ရတဲ့နေရာဒီမှာမျှဝေပေးပါဗျညနေမှာလည်းအင်္ဂါနေ့ညနေမှာလည်းထပ်ပြီးတော့အောင်မြင်ရမယ်ပေါက်ရမယ်ဗျာနော်လိုက်လက်မလေးနှိပ်ပေးထားပါဗျာနော်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုမြင် channel ကို subscribe မလုပ်ရသေးတဲ့ကိုမတွေ channel လေးကိုလည်း subscribe နှိပ်ပေးထားပါဗျာနော်16ရက်6လ2025အင်္ဂါနေ့ညနေ4:30အတွက်ကိုကျွန်တော်ဘက်ကနေပြီးထုံးတဲ့တိုင်းလေးပဲကျွန်တော်ကီးလေးကိုအရင်စပြီးပြောပြပေးပါမယ်ဗျာနော်โอเคဗျာကီးလေးကတော့အင်္ဂါနေ့ညနေ4:30အတွက်ကိုကီးလေးရင်စပြောမယ်ကီးလေးကတော့2-3ခွန်ကီးပါဗျာနော်ဒါတော့ကီးကြတဲ့ကိုမတွေအတွက်2-3ခွန်ကီးပါကီးကြတဲ့ကိုမတွေအတွက်ကတော့2-3ခွန်ကီးပါ2-3ခွန်ကီးပါဗျာနော်ဟိုကျွန်တော်ဝမ်းချင်းလေးကိုထပ်ပြီးတော့ပြောပြပေးမယ်ညနေအတွက်ကို4:30အတွက်ဝမ်းချင်းလေးကတော့96ဝမ်းချင်းပါဗျာနော်96ဝမ်းချင်းပါ9နဲ့ပတ်သက်လို့ထိုးရမယ့်ကနန်းလေးကွက်ထုတ်ပေးထားပါတယ်6နဲ့ပတ်သက်လို့ကနန်းလေးကွက်ထုတ်ပေးထားပါတယ်ဗျ9နဲ့ပတ်သက်လို့ထိုးရမယ့်ကနန်းလေးကွက်လေးကိုကျွန်တော်အရင်ဆုံးစပြီးပြောပြပေးမယ်9နဲ့ပတ်သက်လို့ထိုးရမယ့်ကနန်းလေးကွက်ကတော့94ရယ်95ရယ်92ရယ်93ရယ်ပါဗျာနော်9နဲ့ပတ်သက်လို့ထိုးရမယ့်ကနန်းလေးကွက်ကတော့94 95 92 93ပါဗျာနော်6နဲ့ပတ်သက်ပြီးထိုးရမယ့်ကနန်းကတော့6ခွန်65 63 62ပါဗျာနော်6နဲ့ပတ်သက်ပြီးထိုးရမယ့်ကနန်း၄ခွက်ကတော့6ခွန်65 63 62ပါဗျာနော်ဟုတ်ပြီကိုမကြီးเนาะကျွန်တော်96ဝမ်းချင်းနဲ့မှာကျွန်တော်မင်းရော၄ခွက်လေးထုတ်ပေးထားပြီ၄ခွက်ထဲမှာကျွန်တော်မင်းရောတစ်ခွက်ကောင်းကြတဲ့ကိုမကြီးတစ်ခွက်ကောင်းလေးထပ်ထုတ်ပေးမယ်ဗျာနော်9နဲ့ပတ်သက်လို့တစ်ခွက်ကောင်းကြတဲ့ကိုမတွေကတော့9နှစ်ဆိုတဲ့ကနန်းကိုထိုးပါဗျာနော်တစ်ခွက်ကောင်းလေးကတော့62ပါ9ကြိုက်တဲ့ကိုမတွေကတော့9နှစ်ဆိုတဲ့တစ်ခွက်ကောင်းလေးကိုထိုးပါနော်စောပိုင်းတော့လည်းကျွန်တော်ပြောပြီးပြီ94 95 92 93ဆိုတဲ့၄ခွက်ကလည်းကျွန်တော်အကြိုက်ဆုံးကနန်းကိုကျွန်တော်ထုတ်ပေးထားတာပါဗျာနော်6နဲ့ပတ်သက်ရင်လည်း6ခွန်65 63 62ဆိုတဲ့ကနန်းလေးကိုကျွန်တော်ပြောပြပေးပြီးပါပြီနော်6နဲ့ပတ်သက်လို့တစ်ခွက်ကောင်းကြိုက်တဲ့အကိုမတွေကတော့62ကိုထိုးပါဗျာနော်6နှစ်ဆိုတဲ့ကနန်းလေးကတစ်ခွက်ကောင်းပါဗျာနော်အင်္ဂါနေ့ညနေ4:30အတွက်ကိုနော်တစ်ခွက်ကောင်းလေးကတော့6နဲ့ကြိုက်တဲ့ကိုမတွေကတော့62ပါဗျာနော်9နဲ့ကြိုက်တဲ့ကိုမတွေကတော့9နှစ်ပါကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်နေပြီဆိုလို့ရှိရင်တွေ့တာနဲ့လိုက်လက်မလေးနှိပ်မယ် channel ကို subscribe မလုပ်ရသေးတဲ့ကိုမကြီး subscribe လေးနှိပ်ပေးထားမယ်เนาะအများမြင်များရအောင်လို့ share လို့ရတဲ့နေရာလေးတွေမှာ share ပေးမယ်မျှဝေလို့ရတဲ့နေရာလေးတွေမှာကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုမျှဝေပေးမယ်ဗျာเนาะဟုတ်ပြီကိုမကြီးเนาะကျွန်တော်ကီးလေးပြောပြီးပြီဆိုတော့ကီးကိုကျွန်တော်ထပ်ပြောပြပေးမယ်ဗျာเนาะအင်္ဂါနေ့ညနေ4:30အတွက်ကိုကီးလေးကတော့2-3ခွန်ကီးပါဗျာကိုမကြီးเนาะဒါကီးကြတဲ့ကိုမတွေအတွက်ကိုเนาะ2-3ခွန်ကီးပါဝမ်းချင်းကတော့ဝမ်းချင်းပြန်ပြောပေးမယ်ဗျာနော်ဝမ်းချင်းကတော့96ဝမ်းချင်းပါဗျာနော်အင်္ဂါနေ့မနက်7:00နာရီ10မိနစ်ကလည်းကျွန်တော်ပတ်တီးလေးလည်းအောင်မြင်တယ်5ပတ်တီးလေးလည်းအောင်ခဲ့ပြီကျွန်တော်ရွေးထုတ်ထားတဲ့ကနန်း၄ခွက်ထဲကနေမိန်းခွက်လေးလည်းအောင်ခဲ့တယ်နော်ကီးလေးမှာလည်းကျွန်တော်ခွန်ရှင်5ဆိုတဲ့ကီးလေးနဲ့ကျွန်တော်တဲကိုအောင်မြင်ခဲ့တယ်နော်ညနေမှာလည်းဆက်ပေါက်ရမယ်ကိုမတွေနော်ဟုတ်ပြီကိုမကြီးเนาะကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုတွေ့လို့ရှိရင်လိုက်လက်မလေးနှိပ်မယ် share လို့ရတဲ့နေရာမှာ share ပေးမယ်မျှဝေလို့ရတဲ့နေရာမှာမျှဝေပေးမယ်ဗျာเนาะကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးတဲ့ကိုမကြီး channel လေးကို subscribe နှိပ်ပေးထားမယ်ဗျာเนาะဟုတ်ကဲ့ဗျာเนาะကျွန်တော်ရသည်ရထားကျွန်တော်သိရှိထားတဲ့ကနန်းလေးတွေတော့ကျွန်တော်ပြောပြပြီးသွားပြီဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုဒီမှာပဲရနာဝင်ပြပါဗျာเนาะကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုအမြဲကြည့်ရှုအားပေးနေတဲ့
ကိုဖြိုးရဲ့ကိုရီမတွေတူဦးတယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်ဗျာနော်စိတ်ကျန်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေညနေမှာလည်းပေါက်တီးပေါက်ကွက်မိကြပါသည်လို့ကျွန်တော်ကိုဖြိုးမဆုမကောင်းတော့ပါတယ်ဗျာနော်